တိုင်းရက်ကွန်ထိုလုံးဝမလုပ်ဘဲကိုလေးချင်းရှော့ချနိုင်အောင်နေ့စဉ်လှုပ်ဆောင်တဲ့လေ့ကျင့်လေးခုခုပြောပြပေးမယ်ဒီလေ့ကျင့်တွေကရေရှည်အတွက်ပုံမှုကြည့်ရောက်ပြီးကျန်းမာတဲ့ဘဝပုံစံကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။နံပါတ်1နေ့စဉ်ရေဘူးမကြမကြတောက်ပေးခြင်းတန်ရှင်းတဲ့ရေဒါမှမဟုတ်တရားမပါတဲ့လက်ဖက်ရည်ကော်ဖီကိုပုံမှန်တောက်ခြင်းဟာကိုလေးချင်းရှော့ချဖို့အတွက်အရေးကြီးတဲ့လေ့ကျင့်တစ်ခုဖြစ်ပါတယ်။ရေတောက်ခြင်းကအစာစားခြင်းတွေကိုထိန်းနိုင်ပါတယ်။ဇီဝကမ္မဖြစ်စဉ် metabolism ကိုကူညီပေးပြီးခန္ဓာကိုယ်ထဲကအဆိပ်တောက်တွေကိုဖယ်ရှားပေးပါတယ်။တရားပါတဲ့ချူရည်တွေအသီးချော်ရည်ဘူးတွေဆိုတာတွေကိုရေနဲ့အစားထိုးလိုက်ပါ။နံပါတ်2ဖြည်းဖြည်းချင်းစားပြီးအစာကိုထိချသွားပါ။စားတဲ့အခါရောကြည့်ပြီးမြန်မစားပဲအချိန်ယူပြီးဖြည်းဖြည်းချင်းစားတတ်အောင်လေ့ကျင့်ပါလူရဲ့အုံနောက်ကဗိုက်ပြည့်နေပြီဆိုတဲ့အချက်ပြမှုကိုလက်ခံဖို့အချိန်လိုအပ်ပါတယ်ဒါကြောင့်မို့ဖြည်းဖြည်းချင်းစားတာဟာဗိုက်ပြည့်တဲ့ခံစားချက်ကိုမြန်ရရှိစေပါတယ်အစာကိုတည်တည်ချာချာဝါစားခြင်းကအစာချေစနစ်ကိုလည်းပိုကောင်းစေပါတယ်နံပါတ်3အင်းဒီဟင်းရွက်နဲ့ပရိုတင်းပါတဲ့အစားအစာတွေကိုဦးစားပေးပြီးစားပါဒါနဲ့ကွန်ထရိုလုပ်ဆောင်မလို့ပဲပကံထဲမှာပါဝင်တဲ့ဟင်းမျိုးစားနဲ့အချို့အစားကိုပြောင်းလဲလိုက်ပါအင်းဒီဟင်းရွက်နဲ့အသီးနှံတွေမှာကယ်လိုရီနည်းပြီးအမြင့်တက်ဖိုင်ဘာများပါဝင်လာမှုဗိုက်ကိုကြာပြည့်နေပါသေးလိမ့်မယ်ပရိုတင်းတက်ဥပမာကြက်ဥငါပဲအမျိုးမျိုးအသားမျိုးမျိုးကလည်းဗိုက်ပြည့်စေပြီးကြက်သားတိဆောက်မှုကိုထောက်ကူပြပါလိမ့်မယ်ဖြစ်နိုင်ရင်ထမင်းစားတဲ့အခါထမင်းပကံရဲ့တစ်ဝက်ကိုအရွက်တွေအသီးအရွက်တွေနဲ့ဖြည့်ပါစားတဲ့အခါမှာလည်းအသီးအရွက်ကိုအရင်ဆုံးစားပါနံပါတ်4နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုပုံမပြုလုပ်ပါပုံမှန်လှုပ်ရှားမှုကကယ်လိုရီကိုလောင်ကျွမ်းစေပြီးဇီဝကမ္မဖြစ်စဉ်ကိုမြန်စေပါတယ်ဒါကို NEAT Non Exercise Activity Thermogenesis လို့ခေါ်ပါတယ်စိတ်ပြီးစီးမှုကိုလျော့စေပြီးကောင်းကောင်းအိပ်ပျော်နိုင်ပါလိမ့်မယ်လက်လီကားအစားလေကားကိုအသုံးပြုပါပုံပြောလို့ TV ကြည့်နေလို့ထိုင်ရဲ့အိပ်ရမဟုတ်ပဲမတ်တက်ရဲ့လမ်းလျှောက်ရင်လုပ်ပါဒီနေ့ကိုအနည်းဆုံးနိုင်ဝက်တော့လမ်းလျှောက်ပါဒီအလေးကျင်လေးတွေပုံမှန်လေးလုပ်သွားမယ်ဆိုရင်တိုင်းရဲ့လုံးဝလှုပ်ဆောင်လို့ပဲဝိတ်ကျလာပါလိမ့်မယ်ရေရှည်တော့လုပ်ဖို့လိုအပ်ပါလိမ့်မယ်နော်အဆုံးထိကြည့်ပေးလို့ကျေးဇူးပါကြိုက်တယ်ဆိုရင်လက်ကန်ဆက်ခွဲလေးလုပ်ပေးခဲ့ပါဦး